ညနေဆောင်ချိန်နေဝင်ရီပြောခါ၌ဦးချစ်ထွန်းတို့သားဖတွေထမင်းလက်ဆောင်စားကြတယ်ထမင်းစပွဲလယ်၌ဖျောင်းနိုင်တိုင်းထွန်းကြီးထားတယ်ဟာမဝိုင်းဒီကနေ့မှမင်းကထူးထူးဆန်းဆန်းဖျောင်းနိုင်နေပါလေထွန်းလို့ပါလားဟာဘက်ထရီမီးနဲ့တွေလင်းပါတယ်ကွာဘာလို့အပူကုန်ရှာနေရသေးလဲဦးချစ်ထွန်းကပြောဆူဆူနဲ့ဖျောင်းနိုင်မီးကိုငိမ့်သက်ရန်လက်လှမ်းလိုက်တယ်သို့တော့တော်ဝိုင်းကမငိမ့်တဲ့ကိုချစ်ထွန်းအဲ့ဒါကျမတမင်ထိုးနာတာရွာเจ้าကကိုရင်လေးနန်ဒီယာကပေးလိုက်တာတော့အန်ဒီရဲ့ကင်းဆက်ဖျောင်းနိုင်လို့ပြောတယ်ဦးချစ်ထွန်းလက်ကပြန်ရုပ်သွားသည်ဖျောင်းနိုင်မီးကိုမငိမ့်သက်ဖြစ်တော့ပဲထမင်းကိုဆက်၍စားတယ်ထူးခြားသည်မှာခါတိုင်းဆိုရင်ဦးချစ်ထွန်းသည်ထမင်းတစ်လုံးဝါလျင်ဟင်းကြိုတစုံတောက်လိရှိပြီးယနေ့တော့ဟင်းကြိုပကံကိုလုံးဝလက်မလန်းကြည့်ဦးချစ်ထွန်းမျက်လုံးထဲတွင်ဟင်းကြိုပကံပြောင်းနေသည်လားမပြောတတ်ဦးချစ်ထွန်းနဲ့လားဆိုတော့မဟုတ်ချေတခြားကလေးများကလည်းထိုဟင်းကြိုပကံကိုလုံးဝမထိကြကြည့်မဝိုင်းသည်ဒါကိုသတိထားမိလေကိုရင်ပြောသလိုထမင်းဝိုင်းမှာပင်ထူးခြားမှုကပြသနေတယ်ဆက်ပြောင်းနိုင်အစွမ်းကြောင့်ခတ်စည်းခတ်ထားသောဟင်းကြိုရည်သည်ချင်းဆုပ်ဆုပ်အနှံ့ထွက်နေခြင်းဖြစ်ပြီးအမြင်အောင်မှာလည်းဟင်းကြိုပကံသည်မဲအသေးနေသောကြောင့်မတောက်ကြခြင်းဖြစ်တယ်ဖွားရင်မြဲသည်သူသားကဟင်းကြိုတောက်လေးတောက်ထရှိတာသိနေသောကြောင့်အမြဲတမ်းဟင်းကြိုရည်တဲကိုလူလက်သည့်ခါတိုင်းခတ်စည်းအပင်ထဲခဲ့ခြင်းဖြစ်တယ်ခတ်စည်းအစွမ်းမှာညဘက်လုံးဝမနိုးပဲအိပ်ပျော်တတ်ခြင်းဖြစ်တယ်ထို့ကြောင့်သာဒေါ်ရင်မြဲကိုတဲကဖုတ်တစေသည်ညဘက်၌အိမ်ရှင်များမသိရလေအောင်ဟင်းခိုးစားနိုင်ခြင်းဖြစ်လေတယ်ထမင်းစားတော့ပြီးဦးချစ်ထွန်းသည်ခါတိုင်းလိုပဲသူ၏အမေရှိရာအခန်းသို့စကားစမီပြောရန်သွားတယ်ဒေါ်ဝိုင်းသည်စားတော့ပြီးပကံများကိုစေကြောသိမ်းဆဲနေခဲ့တယ်ကလေး၃ယောက်ကခြံရှိလမ်းပေါ်ထွက်၍အခြားကလေးများနဲ့ကစားနေကြတယ်ဦးချစ်ထွန်းသည်အခန်းထဲဝင်သွားသည့်အခါသူ့နှာခေါင်းထဲအပုံနှံတစ်ခုကိုစရလာလေတယ်သူ့စိတ်ထဲအမေရေမချိုးတာကြာပြီဟုသတိရသွားတယ်အမေဒီကနေ့နေလို့ထိုင်လို့ကောင်းရဲ့လားဒေါ်ရင်မြဲသည်တားဖြစ်သူဦးချစ်ထွန်းကိုကြောပေး၍ကိုယ်တစ်ပိုင်းဆောင်ချုံကလှဲနေခြင်းဖြစ်တယ်ဒေါ်ရင်မြဲသည်လှဲမကြည့်ပဲအေးဟုသာတန်ပြတ်ဆိုလေတယ်ဦးချစ်ထွန်းကအမေရေမချိုးတာကြာပြီနော်အိပ်ရတဲ့လှဲနေတော့ကြာရင်အမေရားနာတွေပါပေါက်လိမ့်မယ်ဒီဥပုပ်ကြရင်အမေကိုကျွန်တော်ခေါင်းလျှော်ရေချိုးပေးမယ်နော်ထိုကဒေါ်ရင်မြဲသည်အလံတကြားဖြင့်ဟဲ့ငါထွန်းငါဘာသာရေမချိုးတာဘာမှမဖြစ်ဘူးမင်းပိုးတွေလာလုံးမနေစမ်းနဲ့ဒီမှာဟဲ့ရေမချိုးလို့သေတဲ့မသားမရှိဘူးရေချိုးမှပြီးတော့သာသေကြတာငါရေချိုးတင်ရောက်ရင်ငါဘာသာချိုးမယ်မင်းနဲ့ကွယ်ပူစရာမရှိရှာကြံလာပူနေတယ်ဖုံးဝင်သူတို့မှဒလီတိုင်းရေကိုလွန်ကြောက်ကြတယ်ရေလည်းမတော့ရေလည်းမချိုးပဲနေကြတယ်ဦးချစ်ထွန်းမှာအမေချစ်သားဆိုတော့ဒေါ်ရင်မြဲကအတန်မာလိုက်တာနဲ့ရေချိုးဖို့ကိစ္စကိုနောက်တစ်ခေါက်ထပ်မပြောဝန်တော့ပါဘူးတခြားเจ้าရတို့ကသာရှာကြံပြောကြရတယ်သို့တော်လည်းထုံးစံတိုင်းသူကသာအမေပြင်းနေမလားဆိုပြီးတော့လာစကားပြောရသည်အမေဖြစ်သူဒေါ်ရင်မြဲကတော့အင်းတလုံးအေးတလုံးနဲ့ပြီးနေတယ်ဦးချစ်ထွန်းကစကားမရှိစကားရှာပြီးဒေါ်ရင်မြဲကျမ်းမာစဉ်ကဖျားရှိကိုအမျှဝေတန်ကိုတတိတရားဖြင့်အမေခါတိုင်းဆိုအမေဖျားရှိကိုတန်လေးကတိတ်ကြည့်နေဖို့ကောင်းတာပဲနော်အမေဝတ်တဲ့တန်မကြတာ2လလောက်ရှိပြီမှတ်တယ်ဒေါ်ရင်မြဲကိုယ်တည်းရှိဖုတ်တစီကအလွန်လဲတယ်အေးကွယ်အမေကမကျမ်းမာတော့ဖျားတော်ဖြောင်းမရှိခိုးနိုင်တော့ပါဘူးကျမ်းမာရေးကောင်းတော့လဲပြန်ရှိခိုးတာပေါ့ဦးချစ်တော်စိတ်ထဲတန်တရားမဖြစ်မိပါအဘဲကြောင့်ဆိုတော့အမေဒီမကြာခဏချောင်းတစ်ခုကိုစိုးလိရှိသည်မဟုတ်လားအဲဒီတော့ဘယ်မှာလာပြီးတော့ဖျားရှိခိုးနိုင်ပါမလဲပေါ့ထိုချိန်တော်ဝိုင်းဒီဒေါ်ရင်မြဲခန်းထဲဝင်လာပြီးအမေအမေတို့ကြက်စုပ်ပြုတ်လေးလောက်ထားတယ်ပူပူလေးတောက်ရအောင်နော်ဦးချစ်တော်ကဒေါ်ဝိုင်းစီမှာကြက်သားစုပ်ပြုတ်ပကံကိုလှမ်းယူ၍ဘေးမဝိုင်းငါအမေကိုတခါတည်းတိုက်လိုက်မယ်ဒေါ်ဝိုင်းလည်းပကံကိုဦးချစ်ထွန်းကိုပေးခဲ့ပြီးပြန်ထွက်လာခဲ့လိုက်တယ်ခဏကြာဒေါ်ဝိုင်းပြန်ဝင်လာ၏ဒေါ်ဝိုင်းလက်ထဲတွင်ဖျောင်းနိုင်တဲ့တိုင်မီးထွန်းလာတယ်အခန်းထဲမီးကမှိတ်နေရှင်အမေကိုမမြင်မဆန်းနဲ့စုပ်ပြုတ်တိုက်နေရမှာဆိုလို့ကျမဖျောင်းနိုင်မီးထွန်းလာခဲ့တယ်စုပ်ပြုတ်ထိုင်တောင်းနေသောဒေါ်ရင်မြဲသည်ဆက်ဖျောင်းနိုင်ကိုမြင်လိုက်တော့ထိုင်နေရမှချက်ချင်းလှဲချလိုက်ပြီးအိုးညှိဖျောင်းနိုင်မလို့ပါဘူးငါမြင်ရတာပဲတော်ပြန်သွားမလို့သို့တော်ဒေါ်ဝိုင်းသည်အကြံစီနဲ့ယူလာသည်ဖြစ်ရာဖျောင်းနိုင်ကိုထိုင်ကုန်တစ်လုံးပေါ်တင်ထားလိုက်ပြီးဟုတ်ယူသွားပါမယ်မေကျမအမေဝတ်တွေမနေ့ကျရင်ရှော်ဖို့လိုက်စုလိုက်အောင်မယ်နော်ခဏတော့မေဒေါ်ဝိုင်းသည်ဒေါ်ရင်မြဲ၏အဝတ်ဟောင်းတို့ကိုလိုက်စုနေလိုက်တယ်ထိုအချိန်ကျက်စုပ်ပြုတ်ပကံကင်ထားသောဦးချစ်ထွန်းသည်ထိတ်လန့်တကြားပကံကိုအောက်သို့လွတ်ကျသွားလေတယ်ဟာအမေဦးချစ်ထွန်းမတ်တက်ထားရလိုက်မိသည်ဆက်ဖျောင်းနိုင်၏အလင်းအောင်ကြောင့်ဒေါ်ရင်မြဲ၏ကိုယ်၌ပူးဝင်စားတောင်းနေသောမကောင်းဆိုးအားဖုတ်တစေကိုဦးချစ်ထွန်းပတ်ပေးမြင်တွေ့လိုက်ရပြီမဟုတ်လားဦးချစ်ထွန်းသည်မျက်စိမျက်နှာပြတ်စွာကျသွားသည့်ပကံကိုကောက်ယူ၍အခန်းပြင်သို့ကရုံကင်ဖြင့်လာမဝိုင်းဟုသူဇနီးကိုလက်ဆွဲခေါ်ကာအခန်းပြင်သို့ထွက်သွားလေတော့တယ်ထူးဆန်းသည်မှာဦးချစ်ထွန်းနှင့်ဒေါ်ဝိုင်းအခန်းပြင်ထွက်သည်နှင့်
ဒေါ်အိမ်မြဲသည်အိယာပေါ်၌လူလိမ့်နေတယ်ဟဲ့ဖျောင်းနိုင်ကိုယူသွားကြလေအမလီအလင်းအောင်ဆူးချပြီးတော့ပူလိုက်တာငါနဲ့မတည့်ဘူးရဲ့အမြန်လာယူစမ်းငါထွန်းအခန်းမြင်ရောက်သည့်အခါဦးချစ်ထွန်းကသူ့မိစကားကိုမကြားသူမြင်တွေ့ခဲ့ရသည်ကိုအံ့ဩထိတ်လန့်စွာသူ့ဇနီးမဝိုင်းကိုလှမ်း၍မေးပြောလိုက်တယ်မဝိုင်းအမေကိုပေါ်မှာလေမင်းရောမြင်လိုက်လားဒေါ်ဝိုင်းဗဇက်ကပြန်မဖြေပါဦးချစ်ထွန်းကိုခေါင်းငိမ့်ပြလိုက်တယ်ဦးချစ်ထွန်းကျမ်းမြေပေါ်သို့အယုတ်ကျိုးပြက်ပြစ်ထိုင်ကျသွားတယ်ဗဇက်ကနေငါတို့ဘယ်လိုလုပ်ကြမလဲမဝိုင်းဒေါ်ဝိုင်းကသူ့လက်ထဲကအတန်သွင်းကက်ဆက်ကလေးကိုထုတ်ပြပြီးခဏနေကိုရင်လေးနန်ဒီယာကကျောင်းမှာဝစ်တက်ပြီးကျမတို့အိမ်ကိုလာခဲ့မယ်ပြောတယ်ကိုချစ်ထွန်းသူမလာသေးခင်ဒီတရားကိုဖွင့်ထားဖို့ကျမမှားလိုက်တယ်ဒေါ်ဝိုင်းကကိုရင်လေးပြထားသည့်အတိုင်းကက်ဆက်ခလုတ်ကိုဖွင့်လိုက်တယ်စပီကာမှကြည်လင်ပြတ်သားသောဆရာတော်ဦးသူမနာ၏မေတ္တာတုတ်ရုပ်ဖတ်တရေစေသည့်တန်ထွက်ပေါ်လာတယ်ဒုံဒုံဆိုပြီးဒေါ်အိမ်မြဲ၏ခန်းထဲမှထုရိုက်တန်ခြေဆောင်တန်များထွက်ပေါ်လာတယ်မကြေမနက်ဖြစ်သောတန်ဂျင်းနဲ့ချက်ထဲရောက်သည့်အခါမကြေမနက်ဖြင့်အော်ဟစ်ညီးတွားတန်စသဖြင့်တအိမ်လုံးစူညံပွက်လောထကုန်တယ်